မကင်ပြမှာလားမမတတလုံးအားပေးမယ်တဲ့ okay စိုက်ပြီဒီလို fan မျိုးကိုရှာနေဒီလို fan မျိုးမှာမကင်ပြရင်ဘယ် fan ကိုတော့ကင်ပြမှာလဲပြောဒီ skin နဲ့ပတ်သက်ပြီးရင်းနာဇက်ဇလန်လေးတစ်ပုတ်အရင်ပြပြဒီ skin ကိုပထမဦးဆုံး revamp လုပ်ပေးလိုက်တဲ့နေ့ရတော့က limited skin ကိုငါ့ကို6ရောက်နဲ့ထင်းမျိုးငါတော့ဝယ်ချလိုက်တာ899လုံးပတ်စံနေအကုန်ကြခံမျိုးဝယ်ချလိုက်တာကျမဂျင်းအကြီးဆောင်အတောက်လိုက်ထောင်းပြီးထည့်ခံလိုက်ရတယ်ရှင်အဲ့နေရစပြီးကျမဒီ skin ကိုစိတ်နာပြီးမကင်ခဲ့တာခုတည်ပဲအခုမှထုတ်ကင်တာဒီ skin ကိုအမလေးပြေးရတာမော်လိုက်တာကြွက်ကမိပြီမဲ့ဘကုန်းနဲ့တညင်လောက်ကွာနေမနေပြေးသွားနေရတယ်ဟေးအနောက်ကနေ Bruno ဆိုတဲ့ဘောလုံးကန်နဲ့ကောင်မဒါလည်းထိုင်ပြစ်နေတာအကာကောင်းမဲ့အခါနှောင်းသွားခဲ့ပြီကူ fry ရေကိုပချက်အဲတော့မှအတင့်ရဲမှုနော်အစောကြီးကြံသေးတော့တာဝါဟိဝင်ထောင်းရဲတယ်တော့အမလေးငါမိပြီငါမကောက်လိုက်ရတာရင်လိုက်တာဟဲ့စော့နေတဲ့ Telegram စာဝင်လာတယ်မိုးရီနဲ့ join new skin နဲ့စပ်ပြပါလားကျမမှာ skin မရှိဘူးရှင်ပြီးတော့ဝဲဘူးလည်းဒိုင်းမရှိဘူးလားထည့်ပေးကြပါအမလေးငါတော့ကောင်းစားမိုက်လို့ပြောနေကြအောင်ငါစတာနော်နင်တို့တွေကပြောတတ်တယ်ငါသိနေတယ်နင်တို့မပြောခင်ငါအရင်ကြုံပိတ်ထားမှဖြစ်မှာ 3K လောက်နဲ့ပွဲရစသိန်းဝါးရဲဆိုတော့မကျေနပ်ဘူးထပ်ဆော့မယ်နောက်တော့ဝဲဟဲ့နောက်ပွဲမှာပါလာတဲ့ကောင်လေးကြည့်ကြည့်ဟမ်ချောလိုက်တာမှာကိုပချက်အောင်ဘာကြီးလဲအမလေးတွေ့လိုက်ကြလားနင်တို့ပိုင်ရက်ပြီးကြည့်လိုက်တော့ငါအရန်ရင်းနေတုံသွားတယ်ငါအရန်ကြောက်သွားပြီဘာကြီးလဲမသိဘူးအမလေးသူပါပေါ့ဟဲ့သူချုံထဲမှာခိုးနေပါတယ်ပေါ့နေပလေးစင်ကိုဘယ်ညာပြန်ပါရနေရင်းနေဝင်ကုတ်ပေးလိုက်အောင်ငါအမလေးငါ copy မှာ processor ရှောင်ပြနေတာကျမ flicker စလိုက်သုံးနေရဘလုံးမသုံးလို့မရဘူးဖြစ်နေရရှင် blender မှာအရှိကိုလာမဲ့ထင်နေကျမ scale 2ကိုကြိုပြီးသုံးချလိုက်တာကလေးမှာမိမှာဆိုတော့ထိန်းပေးလိုက်တယ်လို့ပဲဟေးဒါပေမဲ့လည်းသူများတကောင် copy ခုတဲ့ဒီမိတ်စာမှာကျမလက်ချက်နဲ့ပဲ Toki ဝါရှာပါတယ်ရှင်ကျမဒီ arrow လွဲသွားမဲ့ထင်တာဘာလို့လဲဆိုတော့သူတို့ရဲ့ဂျာ arrow ကဖြက်နေရလေဒါပေမဲ့ Angela ကိုမိသွားတယ်ရှင်ကောင်းလိုက်တာဒီကောင်မဒလစေပူးနေတာသူ့ကြောင့်ကျမလက်ကလွတ်သွားတဲ့သူတွေအများကြီးပဲသွားပါပြီကျမအပြန်လန်းမှားသွားခဲ့ပြီကျမဒီ copy မလက်ချက်နဲ့ Toki ရတော့မယ်ရှင်ကြကြပါအောင် help me Julian Basca နဲ့ Dollar ရောလို့ခေါ်ရဲကွယ် Julian လို့လည်းပြောလို့ရတယ်အဲ့ကောင်မကျမအစင်စင်ကုတ်ပြမယ်စွန်းမောကွယ်မှဒါခုနငါ့ကိုတော့ကတ်ချင်ရောအခုနောက်တော့ 3K ပဲရောက်လို့မကျင်းလို့ပြန်ဆိုတာအခု 4K ရတယ်တဲ့ပြောလိုက်တာဟဲ့ဘာပဲဖြစ်ဖြစ်ကျမစုပေါင်း9ကောင်တက်ပြသွားရဲနော် Victory အခုလိုမျိုး Yogi ရလို့မ Yogi ရလို့ entertainment တွေကြည့်ရှုနေတယ်ဆိုလို့ရှိရင်တော့ကျမရဲ့ account တွေအကုန်လုံး follow လုပ်ပြီးကြနော် TikTok Facebook ရော YouTube ရောကျေးဇူးတင်ပါတယ်ရှင်